အားလုံးပဲမင်္ဂလာပါအခု Discoin နီးမှာမင်းသားတစ်လက်အတစ်တင်မှုရှိပါတယ်အဲ့ဒီတင်မဲ့မင်းသားရဲ့ brand ကဘာ brand ဖြစ်မလဲဆိုတော့လိုက်ကြည့်ပါအဲ့တော့ Discoin နီးကနေပြီးတော့မင်းသားတင်မဲ့ brand တစ်ခုနဲ့မိတ်ဆက်ပေးမယ် showroom ထဲကိုလိုက်ခဲ့ပါ Discoin နီး e-commerce showroom ထဲတော့ရောက်လာပြီအဲ့တော့ showroom ထဲမှာကျွန်တော်တို့ဘာတွေလောက်သွားမလဲဆိုတဲ့အပိုင်းကတော့ကျွန်တော်တို့ဒီຫນွေမှာ Discoin နီးရဲ့နောက်ထပ်မင်းသားကြီးတစ်လက်ကိုထပ်တင်ပါပေါ့နော်အဲ့ဒီမင်းသားကြီးကဘယ် brand ဖြစ်မလဲဆိုတော့စောင့်ကြည့်ပါကျွန်တော်တို့ Discoin နီးရဲ့ဒီ test run ထဲမှာဒါလက်ရှိ setup လုပ်နေပါတော့အဲ့တော့တစ်လုံးကို 6.5 kW အဲ့တော့ပလက်လက်ကျုံးမှာ3 phase battery ဆိုလို့ရှိရင်လည်းကျွန်တော်တို့က300 ohm 3လုံးကိုဒီမှာဆင်နေတဲ့အနေထား behind the installation ကိုပြပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးရသည်ဆက်ပြီးစောင့်ကြည့်ဘက်ထရီတွေကိုဘိန်းမပေါအောင်ထည့်ထားတာအောက်မှာဘိန်းတွေကအမြုပ်လေးတွေလောလောကူကူတယောက်တည်းဆွဲသွားတွေကလိုက်ကြည့်ကျွန်တော်ဆွဲပြSunny Solar battery တွေကလောလောကူကူပေါ့နော်ကျွန်တော်မြေပြင်က flat ဖြစ်တယ်ဆိုလို့ရှိရင်အားလေးနည်းနည်းစိုက်အောင်လည်းကျွန်တော်အလုပ်ရှိလို့ရတယ်ဆင်တဲ့နေရာမှာကျွန်တော် battery တော့တက်ပြီးသွားပြီเนาะ battery တက်ပြီးသွားတဲ့ခါမှာကျွန်တော်တို့ကဒီမှာ inverter တွေပေါ့เนาะ inverter ကျွန်တော် setting တက်မှတ်ပေးရတယ်အဲ့တော့ကိုကဘယ်လိုပုံစံမျိုးနဲ့သုံးချင်တာလဲ solar power လားကျွန်တော် backup system သုံးပါလားအဲ့တော့ charging တွေကဘယ်လောက်ထုတ်သုံးပါလဲအဲ့တော့စားတဲ့အချက်လက်တွေကျွန်တော်ကဒီ inverter ရဲ့တစ်လုံးချင်းစီမှာကျွန်တော်တို့ကပြန်ပြီးတော့ setting တက်မှတ်ပေးရတယ် setting တက်မှတ်ဖို့လည်းဘာမှမခက်ဘူးเนาะကျွန်တော်တို့မှာ manual စာအုပ်ရှိရဲ manual မှာကိုဖြစ်ချင်တဲ့ကိုသုံးချင်တဲ့ကိုနဲ့လက်ထပ်မဲ့ setting ကိုမိမိစိတ်တိုင်းရွေးချယ်လို့ရတယ်Okay အဲ့တော့ Discoin e-commerce solar installation တင်းရနေပြီးတော့ကျွန်တော်တို့က Sunny Solar 6.5 kW နဲ့ကျွန်တော်က300 ampere 3လုံးပေါ့နော်အဲ့တော့ inverter ဆိုလို့ရှိရင်လည်း 6.5 3လုံးကိုကျွန်တော်တို့ကပလက်လက်ချိတ်ပြီး 3 phase system နဲ့ 19.5 kW output အနေနဲ့ maximum ရရှိမယ် battery ဆိုလို့ရှိရင်300 ampere ကိုအဲ့တော့50.2 volt အားလုံးပေါင်း3လုံးပေါင်းမယ်ဆိုလို့ရှိရင်900 ampere Discoin ရဲ့ဒီ test form မှာကျွန်တော်က test runner ဖြစ်ပါတယ်ဈေးကွက်တန်းမှာ6 kW brand တွေကတော့အများကြီးပဲ6 kW ဖက်တဲ့ကြော်တဲ့ကျွန်တော်တို့ brand လိုချင်တယ်ဆိုတော့ Sunny Solar ရဲ့ 6.5 kW inverter ရှိတယ်အဲ့တော့ 6.5 kW အဲ့တော့ကျွန်တော်တို့က 0.5 kW ပုံများသွားတယ်ပေါ့နော်သူ့ရဲ့ kW ကိုရင်းရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်က 6.5 ကိုကျွန်တော်တို့က6500ပေါ့နော်6500မှာကျွန်တော်တို့တခြား6000 watt နဲ့ရှင်းမယ်ဆိုရင်900 watt ပို့တယ်အဲ့တော့900 watt 3လုံးဆိုလို့ရှိရင် watt 1500အဲ့တော့ normal ရိုးရိုးလေးပဲစဉ်းစားကြည့်မယ်ဆိုလို့ကျွန်တော်အိမ်တိမ်မှာတကောင် aircon 946အနည်းဆုံး950သုံးမယ်ဆိုတော့ကျွန်တော် aircon တစ်လုံးတကောင်အားတစ်လုံးကိုကျွန်တော်ပို့သုံးလို့ရတဲ့ free သုံးလို့ရတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ကရရှိမှာပေါ့နော် 6.5 kW မှာဆိုလို့ရှိရင်ကျွန်တော်တို့က PB ဆိုလို့ရှိရင်ကျွန်တော်ကနဲ့ဆိုလို့ရှိရင်1800 ဒီထည့်လို့ရမယ်8000နီးပါပေါ့နော်အဲ့တော့ ampere အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က1 string ပဲ1 string ကို ampere အနေနဲ့ကျွန်တော်က29 ampere ပေးထားတယ်27 ampere short circuit ampere ဆိုလို့ရှိရင်ကျွန်တော်တို့က32 ampere ပေးထားတယ်အဲ့တော့ volt အနေနဲ့ဆိုလို့ကျွန်တော်က950 volt range ထိ maximum ပေးထားတယ် DC discharging charging ampere ဆို139 ampere ထိပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ watt ပေါင်း6000ကျော်ထိကို6500ကြီးကျွန်တော်တို့ကသုံးလို့ရတယ် Sunny Solar brand ကနည်းနည်းတော့များသွားပြီဘာများသွားတာလဲဆိုတော့ထည့်ရတဲ့ spec တွေကအကျန်းကြီးလို့များသွားတာဘာများလဲကက်ဆာပေါ်မှာရမ်းများသွားပြီအဲ့တော့ဒီမှာထည့်ရတဲ့သူ့ရဲ့ spec ကဆိုလို့ရှိရင် AC ကိုဂျူရဲ့ output ပါမယ် jam port ပါမယ်အိမ်တိမ်မှာ essential လုပ်တွေရှိတယ်အဲ့ဒါကြီးဘာလဲဆိုတော့ lighting တွေနောက်ပြီး CCTV တွေရေခဲတက်တာတွေ Wi-Fi တွေအစရှိတယ်မြင်ပါဗျာအဲ့တော့ကျွန်တော်တို့ကလုတ်ကိုလည်းကျွန်တော်တို့က normal လုတ်နဲ့ essential လုတ်ဆိုပြီးတော့ဒီမှာ output နှစ်ခုပါတယ်အဲ့ဒါကိုခွဲထားလို့ရသေးတယ် EPC နဲ့ကျွန်တော်က charging မပြေးခဲ့လို့ရှိရင်လည်းဘာမှစိတ်မပူနဲ့ဘူး generator input ပါသေးတယ်အဲ့တော့ genset နဲ့ပါတွဲပြီးတော့တုံးလို့ရတယ်နောက်ထပ်ထူးခြားချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က inverter ကို6လုံးထိ up to ပလက်လက်ချိတ်လို့ရမယ်အဲ့တော့ကျွန်တော်ဒီမှာချိတ်တာက3 phase တစ် phase ကို 6.5 ပဲတကယ်လို့အဲ့လိုမျိုးကျွန်တော်3စားထိထည့်လို့ရတယ်
fan ကလည်း dual fan အဲ့တော့ကျွန်တော်တို့အပေါ်မှာဆိုလို့ရှိရင် anti desk နှစ်ဖက်လုံးပါမယ်အဲ့တော့ anti desk နဲ့ကျွန်တော်ကလေတွေစုပ်မယ်လေတွေစုပ်ပြီးကျွန်တော်အောက်ကိုလေတွေပြန်ပြီးမှုတ်ထုတ်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့က impactor ကိုသူ့ရဲ့အနည်းဆုံးတက်မှတ်ထားတဲ့ dimension ရှိတယ်အကွာဝေးဘယ်လောက်စီပေါ့နော်အဲ့လိုဆင်ရမယ့် setup system တစ်ခုတည်းကျွန်တော်ကဒီကိစ္စဖြည့်ရှင်းပြီးသားပဲအဲ့တော့ကျွန်တော်ကနည်းနည်းနီးမယ်ဆိုလို့ရှိရင်လည်းဘာမှမပြောပါတော့ဘူးနော်နည်းနည်းနီးလို့ရတယ်သူကလေရအောက်သွားတာဒီလိုကျွန်တော်က slide ကိုသွားတာမဟုတ်ဘူး up down သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတစ်ခုခုပေါ့နော်နေရာခက်ခဲကြောင့်ဆင်မယ်ဆိုလို့ရှိရင်လည်း easy ပဲ impactor က fully touch screen ဖြစ်တယ်အဲ့တော့ touch share smooth faster နှုံးရတယ်အရန်ကို smooth ဖြစ်လုံးတယ်ထိလိုက်တာနဲ့နောက်တစ်မျက်နှာအဲ့တော့ကျွန်တော်တို့ကဒီမှာထိလိုက်ပြီဆိုတော့သူက auto change သွားတာပေါ့နော်အရန်ကို touch က smooth ဖြစ်လို့ထင်တော့မထင်အောင် phone screen တက်ကြီးမှတော့အောင်းမေးရတယ်ဟာကြည့် change ကြီးကကျွတ်စင်ပြီ okay အဲ့ဒါတွေမလားမဟုတ်သေးဘူးအဲ့တော့ကျွန်တော်တို့ကဘေးမှာ RGB light လေးရှိတယ်အကြောင်းတွေပြောင်းနေပါတော့ဒီလို normal အခြေအနေမှာဆိုလို့ကျွန်တော်က output ထွက်နေတယ် output ထွက်တယ်ဆိုကျွန်တော်တို့က impactor ကဘာ error မှမရှိဘူး normal run နေတယ်ဆိုလို့ရှိရင်အပြာရောင် light လေး blue light လေးပေါ့နော်လင်းလာမယ်တကယ်လို့ကျွန်တော်တို့က solar ထည့်တယ်ဆိုလို့ရှိရင်ဒီအပြာရောင် line လေးကနေပြီးအစိမ်းရောင်ပြောင်းသွားမယ်တကယ်လို့ကျွန်တော်တို့က EVC လာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီအပြာရောင်လေးကနေပြီးအဖြူရောင်ပြောင်းသွားမယ်အဲ့တော့ကိုကအဝေးကနေပြီးတော့ကိုရဲ့ impactor ရဲ့အခြေအနေကိုကျွန်တော်အဝေးကနေလည်းစောင့်ကြည့်နေလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကတကယ်လို့ဒီ system ကြီးက error ပြသွားပြီဆိုလို့ရှိရင်လည်း fault code ပြပြီဆိုလို့ရှိရင်အနီရောင်ပြောင်းသွားမှာပေါ့နော် Wi-Fi monitor system ဆိုလို့ရှိရင်လည်းကျွန်တော်တို့ impactor ရဲ့ဒီအောက်ခြေလေးမှာဘေးတင်ပါပြီးတာပါเนาะကျွန်တော်အပြင်ကနေပြီးတော့ကျွန်တော်တို့တက်နေစရာမလိုဘူး impactor ကြောင့်ရှင်းပြပြီးပြီဆိုတော့နောက်ဆုံး final state တွေနဲ့ကျွန်တော် battery ကြောင်းလေးရှင်းပြပေးမယ် Sandy Solar ရဲ့ battery ကြောင်းလေးပေါ့เนาะဒီ battery ကကျွန်တော်တို့ charging discharging ampere က maximum 200ထိအောင်ပေးတယ်ဈေးကွက်ထဲမှာကျွန်တော်100 150 200ဆိုတာအရန်ရှားတယ် battery တစ်ခုချင်းစီရဲ့ data detail ကိုအတိအကျကြည့်လို့ရတယ် application ပေါ်မှာဒီဗီဒီယိုလေးအနည်းချက်ပါဆိုရင်ဖြစ်ကျွန်တော်ရဲ့မိတ်ဆွေများ installer များ customer များကိုအထူးတည်ငောင်းပေးစရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ Sandy Solar ရဲ့ product များကိုမြန်မာနိုင်ငံကိုလက်လီလက်ကဖြန့်ဖြူးရောင်းချပေးသွားမယ်ဆိုတဲ့အကြောင်းကို Discoin ကနေပြီးမိတ်ဆက်ပေးလိုက်ပါတယ်အဲ့တော့ Discoin ရဲ့မိတ်ဆွေတွေ customer တွေ installer အားလုံး Discoin ရဲ့ showroom တစ်ခုရှိပါတယ်သူကဒုက္ခလန်းဒုက္ခလန်းဥချိုလန်းတောက်ရှေ့ကွက်လှိုင်မျိုးနယ်နဲ့ကျွန်တော်ဒုတိယ showroom ရဆိုလို့ရှိရင်ကျွန်တော်တို့လှိုင်မျိုးနယ်မှာပဲဟိုလမ်းမကြီးနောက်ပြီးတော့အုတ်ကျင်းနဲ့ပါရမီကြားမှာရှိပါတယ်ကျွန်တော်တို့ဆက်သွယ်တဲ့ဖုန်းနံပါတ်တွေက39964646တင်းတင်းနဲ့3999469695တို့ကိုဆက်သွယ်မြင်မြန်ဆောင်စမ်းနိုင်ပါတယ်ကျေးဇူးပါနောက်တော့မှဆက်ဆုံ Sandy Solar